မင်္ဂလာပါဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီညမှာကယ်တင်ချင်းနဲ့ကောင်းကင်နိုင်ငံတော်ရဲ့ခြားနာချက်အနေငယ်ကိုနှုတ်ကပတ်တော်အပြင်နဲ့ငယ်ဆင်ခြင်ဖို့ဖြစ်ပါတယ်ဆိုတော့ကယ်တင်ချင်းဆိုတာကတော့เนาะသခင်ယေရှုလွန်ခဲ့တဲ့နှစ်ပေါင်း2000 AD 30မှာကျွန်တော်တို့အပြစ်အတွက်တလောကလုံးရဲ့အပြစ်အတွက်လောက်ဝကတိုင်မှာအသွေးနဲ့သွန်းပြီးတော့မှအပြစ်ကျွေးဆက်ပေးတာကိုကျွန်တော်ယုံတယ်ဆိုရင်အေဖန်နှစ်ရှစ်ကိုမှာဖော်ပြထားတယ်ယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏လို့ပြောတာဖြစ်တယ်။အဲ့တော့ကယ်တင်ခြင်းဆိုတာကသခင်ယေရှုခရစ်တော်ဖျားကျွန်တော်အပြစ်အတွက်အပြစ်ကျွေးဆက်ပေးတာကိုယုံတယ်သဘောတူတယ်ဆိုရင်ယုံကြည်ခြင်းနဲ့ရတော်အရာဖြစ်ပါတယ်။ဒါပေမဲ့ကောင်းကင်နိုင်ငံတော်နဲ့ပတ်သက်ပြီးတော့ကျမ်းစာနှုတ်ကပတ်တော်ထဲမှာကြတော့မြောက်များစွာဥပမာတွေနဲ့ဖော်ပြထားတာတွေ့ရပါတယ်။ဆိုတော့ဥပမာများစွာအထဲမှာเนาะဒီညမှာကျွန်တော်မှတ်တဲ့25နော်အပြုကညာ10ရောက်ဥပမာနဲ့နော်အနေငယ်ကျွန်တော်တို့ဆင်ခြင်မှုဖြစ်ပါတယ်ဆိုတော့မှတ်တဲ့အခန်းကြီး25အငယ်1နဲ့2မှာထိုအခါကောင်းကင်များ၏နိုင်ငံတော်သည်ကမင်္ဂလာဆောင်သူတို့သားကိုခီးဥကျူပြုရန်သောကမိခွက်များကိုကန်ရွေးထွက်သွားသောအပြုကညာ10ရောက်နှင့်တူ၏ထိုအပြုကညာတို့တွင်9ယောက်သည်ပညာသတိရှိကြ၏9ယောက်မူကားအမိုက်ဖြစ်ကြ၏ဆိုတော့ကောင်းကင်နိုင်ငံတော်ကဘာနဲ့တူလဲဆိုရင်တဲ့မင်္ဂလာဆောင်เนาะတရိုးသားကိုခီးဥကျူပြုအပ်သောကမိခွက်များကိုကန်ယူပြီးထွက်သွားတဲ့အပြုကညာ10ယောက်နဲ့တူတယ်လို့ပြောတယ်ဆိုတော့တရိုးသမီး10ယောက်လို့မသုံးပါဘူးကျမ်းစာမှာအပြုကညာ10ယောက်လို့เนาะဖော်ပြထားပါတယ်ဘာကြောင့်အဲ့လိုပြောရလဲဆိုတော့အဲ့ဒီ virgin လို့ရေးထားတာဖြစ်ပါတယ်เนาะ virgin ဆိုတဲ့အဓိပ္ပာယ်ကတရိုးသမီးမဟုတ်ပါဘူးအပြုကညာများဖြစ်ပါတယ်ဆိုတော့သခင်ယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတိုင်းကိုတမန်ကျမ်းစာကဘယ်လိုဖော်ပြလဲဆိုတော့အပြုကညာများလို့ဖော်ပြတယ်ဆိုတော့ကယ်တင်ခြင်းရတဲ့လူသခင်ယေရှုကျွန်တော်တို့အပြစ်တော်လက်ဝါးကတိုင်းမှာအပြစ်ကျွေးဆက်ပေးတာကိုယုံတဲ့သူကเนาะအပြုကညာများဆိုပြီးတော့မှဘုရားဘက်ကသတ်မှတ်ပေးတဲ့အရာဖြစ်ပါတယ်အဲ့တော့အပြုကညာများဆိုရင်ဘာခွင့်ရရလဲဆိုရင်အနာဂတ်မှာသတို့သားဖြစ်တဲ့ခရစ်တော်နဲ့လက်ထပ်ထိမ်းမြဖို့အတွက်နော်မြည်သူမဆိုအခွင့်အရေးရနိုင်တဲ့သူများဖြစ်ပါတယ်ဆိုတော့ဒုတိယအပတ်ရောက်တဲ့အခါမှာထိုအပြုကညာတို့တွင်9ယောက်ဒီပညာသတိရှိကြ၏9ယောက်မူကားအမိုက်ဖြစ်ကြ၏လို့ဖော်ပြထားတာတွေ့ပါတယ်ဆိုတော့နော်အပြုကညာ9ယောက်ကပညာရှိတယ်နော် WISE နော် wise လို့ရေးထားတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီစကားလုံးကိုအဓိပ္ပာယ်ပြန်မယ်ဆိုရင်အမျှော်အမြင်ရှိသူများလို့အဓိပ္ပာယ်ရတာဖြစ်ပါတယ်အမျှော်အမြင်ရှိသူများဆိုတာကเนาะအနာဂတ်အတွက်ကြိုပြီးတော့မှတွေးတောတတ်တဲ့စင်ကျင်တတ်တဲ့မြင်တတ်တဲ့လှုပ်ဆောင်တတ်တဲ့ပြင်ဆင်တတ်တဲ့အတ္တကိုပြောတာဖြစ်တယ်အဲ့တော့တမန်ကျမ်းစာထဲမှာအဲ့ဒီ WISE wise နဲ့ပတ်သက်ရင်တုတ်တန်30 24 25လောက်မှာเนาะမြေကြီးပေါ်မှာသိနှုတ်တော်လဲအထူးသဖြင့်ပညာရှိသောအရာ၄ပါးဟုမူကားနော်ခွန်အားမရှိသောအမျိုးဖြစ်တော်လဲຫນွေကာလ၌မိမိစားစရာကိုပြင်ဆင်တတ်သောပြည့်စိတ်တစ်ပါးဆိုပြီးတော့တွေ့ရတာဖြစ်ပါတယ်။နော်အဲ့တော့ပြည့်စိတ်ကိုဘုရားကပညာရှိလို့သတ်မှတ်တယ်။ဘာကြောင့်လဲဆိုတော့ပြည့်စိတ်တွေကခွန်အားမရှိပေမဲ့အမျှော်အမြင်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်လို့အဲ့ဒီစကားလုံးပေါ့နော်အပြုကညာပညာရှိအပြုကညာများကိုဖော်ပြတဲ့စကားလုံးကိုသုံးထားတာတွေ့ရတာဖြစ်ပါတယ်။ဆိုတော့ပြည့်စိတ်ကခွန်အားမရှိပေမဲ့ຫນွေကာလမှာနော်အနာဂတ်မှာမိုးရင်းမှာအစာမရှာနိုင်တဲ့အခါမှာငတ်မသေးဖို့စောင်းရင်းမှာအရန်ချမ်းပြီးတော့မှเนาะအစာထွက်မရှာနိုင်တဲ့အခါမှာငတ်ပြီးတော့မသေးဖို့မပြက်စီးဖို့အတွက်เนาะပွင့်လင်းတဲ့ຢာသည်เนาะမိမိတို့လှုပ်ဆောင်နိုင်တဲ့ຢာသည်เนาะဆိုတော့ຫນွေကာလမှာเนาะအနာဂတ်အတွက်เนาะစားစရာအနာဂတ်မှာအသက်ရှင်ဖို့အတွက်ယနေ့เนาะ today ဖြစ်တယ်เนาะຫນွေကာလမှာနေ့တိုင်းပြည့်စည်ရဲ့နေ့စဉ်သက်တာမှာအနာဂတ်အတွက်အသက်ရှင်ရည်တည်ဖို့အတွက်နော်ပြင်ဆင်ပြီးတော့မှနော်အစာတွေကိုစုဆောင်းတတ်တဲ့ပုံကူဖြစ်တဲ့အတွက်နော်တတ္တဝါဖြစ်တဲ့အတွက်ဘုရားဘက်ကပညာရှိလို့သုံးထားတာဖြစ်ပါတယ်အဲ့တော့ဒီအပြုကညာ9ယောက်ကိုနော်9ယောက်ကပညာသတိရှိကြ၏9ယောက်ကအမိုက်ဖြစ်ကြ၏တဲ့9ယောက်ကျန်တဲ့9ယောက်ကျတော့အမိုက်တယ်နော်ဆိုတော့ကျမ်းစကားမှာ foolish လို့သုံးထားတာဖြစ်ပါတယ်နော်အတိတ်ဘက်ကတုံးတယ်တယ်ညံ့တယ်နော်နောက်ပြီးတော့မှနော်စကားစုတစ်ခုအနေနဲ့ပြန်လိုက်မယ်ဆိုရင်မိမိကိုယ်ကိုအထင်ကြီးတဲ့သူများဆိုတဲ့အတိတ်ပဲထွက်ပါတယ်ဆိုတော့မိမိကိုယ်ကိုအထင်ကြီးတယ်ဆိုတာကနော်ငါတော်တယ်ငါတိတယ်ငါတက်တယ်နော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ပတ်သက်ရင်လည်းနော်ကိုမကြားဘူးတဲ့ကျမ်းစာတွေလာပြောရင်ကိုမကြားဘူးတဲ့နှုတ်ကပတ်တော်ဒေသနာတွေကြားရင်လက်မခံနိုင်ဘူး
ဘာကြောင့်လဲဆိုတော့နှိမ့်ချတဲ့နှလုံးသားမရှိတဲ့အခါမှာဘုရားသခင်ကနှက်နေတဲ့နှုတ်ကပတ်တော်ကိုနော်သူ့ရဲ့ကင်းဆောင်တွေအားဖြင့်နော်တမန်တော်တွေအားဖြင့်ပြောတဲ့အခါမှာမလို့ဘူးငါတို့ကတော့ရိုးလေးပဲယုံနေကဲတင်ချင်းရရင်တော်ပါပြီကောင်းကောင်းနေရင်တော်ပါပြီလောကမှာတတော်သက်တာလေးနဲ့နော်အကျင့်ကောင်းကောင်းလေးနဲ့ကဲတင်ချင်းရပြီးကာလမှာနေရင်တော်ပါပြီဆိုပြီးတော့မှဘုရားသခင်ရဲ့နော်ကောင်းကင်များရဲ့နိုင်ငံတော်ထဲကိုဆွဲခေါ်တဲ့နှုတ်ကပတ်တော်ကြားတဲ့အခါမှာလည်းနှိမ့်ချပြီးတော့မခံယူတဲ့သူများကိုဆိုလိုတာဖြစ်ပါတယ်နော်ငါလည်းအမှုတော်ဆောင်နေတာပဲငါလည်းတင်အုံးလုံးနေတာပဲငါလည်းတင်တန်းကျောင်းတွေဖွင့်နေတာပဲငါလည်းအိမ်ဝင်ကလေးထွက်နေတာပဲငါလည်းနှက်ဆိုးတွေနေနေတာပဲဆိုပြီးတော့မှမြေပြင်မှာလက်တွေ့တော့အမှုတော်ဆောင်နော်ယုံကြည်သူများဖြစ်ပေမဲ့ပညာမဲ့တဲ့သူဆိုတာကမိမိကိုယ်ကိုအထင်ကြီးပြီးတော့မှသူတစ်ပါးထံကတွင်တင်တဲ့အရာကိုမခံယူတဲ့သူများလို့အတိတ်ပဲရတာဖြစ်ပါတယ်ဆိုတော့အငယ်သုံးမှာမိုက်တော်သူတို့သည်မိခွက်ကိုသာယူ၍တဲ့စီကိုမယူကြတဲ့တတိပညာရှိတော်သူတို့မူကားမိခွက်နဲ့တကွဘူးနိုင်ပါတော့စီကိုလည်းယူကြ၏လို့ဖော်ပြထားတာဖြစ်တယ်နော်မိုက်တဲ့သူကတဲ့မိခွက်ပဲယူရတယ်ဘာလို့ဆိုတော့ကောင်းကင်နိုင်ငံမှာကောင်းကင်နိုင်ငံဆိုတာမင်္ဂလာဆောင်လူလင်မင်္ဂလာဆောင်သတို့သားကိုကြိုဆိုဖို့အတွက်မိခွက်ကိုကန်ယူပြီးထွက်သွားတဲ့အပြုကညာ10ယောက်လို့ပြောတဲ့အခါမှာကောင်းကင်နိုင်ငံအတွက်ဝင်မဲ့လူကတော့မိခွက်ကတော့မဖြစ်မနေလိုတယ်ဆိုတာသိတဲ့အတွက်မိခွက်ကိုယူတယ်ဒါပေမဲ့ပြဿနာကတိတ်တိတ်ချာချာစဉ်းစားတွေးခေါ်ခြင်းမရှိပဲနဲ့နော်စီဘူးကိုမယူဆိုတာတွေ့ရတာဖြစ်တယ်ပညာသတိရှိတဲ့နော်အပြုကညာတွေကြတော့မိခွက်နဲ့တကွာတဲ့ဘူးနိုင်ပါတော့စီကိုလည်းယူကြရည်တယ်နော်ပညာရှိတဲ့အပြုကညာကြတော့မိခွက်တစ်ခုပဲယူတာမဟုတ်ဘူးမိနော်ဘူးနိုင်ပါတော့စီကိုလည်းယူတယ်ဆိုတော့ကျေးဇူးတော်နှမျိုးလုံးကိုလက်ခံတဲ့အပြုကညာဖြစ်ပါတယ်နော်ဆိုတော့သူကပညာရှိအမျော်အမြင်ရှိတဲ့သူကနော်ရိုးရိုးလေးမစင်စားဘူးမိခွက်ကမိချင်းနဲ့ထုံးလိုက်ရင်တောက်တယ်လို့ပဲမစင်စားဘူးမိခွက်ဆိုတာစီထဲဖို့ဖြစ်တယ်မိခွက်ထဲမှာစီထဲဝင်ဖို့ဖြစ်တယ်မိခွက်ထဲမှာစီရှိမှပဲအလင်းကိုရမယ်ဆိုတာကိုသူကမျောမြင်တွေးခေါ်နိုင်တဲ့လူဖြစ်ပါတယ်အဲ့တော့ဘုရားသခင်ပြုပေးတဲ့ဂျေဇုကယုံကြည်သူတယောက်အပြုကညာတယောက်ပေါ်မှာဂျေဇုတော်နှမျိုးရှိတယ်တစ်ခုကမိခွက်ဖြစ်တယ်တစ်ခုကစီဖြစ်တယ်ဆိုတော့နော်119ခုမြောက်သောစာလံမှာဆိုရင်မိခွက်ဆိုတာနှုတ်ကပတ်တော်လို့ပြောတယ်နော်စီဆိုတာကတော့တတ်ရှင်သောဝိညာဉ်တော်ဖြစ်တယ်အဲ့တော့ဘုရားခင်ကကျွန်တော်တို့နှုတ်ကပတ်တော်အားဖြင့်လည်းကျေးဇူးပြုနေတယ်တတ်ရှင်သောဝိညာဉ်တော်အားဖြင့်လည်းကျေးဇူးပြုနေတယ်ကျေးဇူးတော်နှမျိုးပြုတာဖြစ်တယ်အဲ့တော့ပညာရှိရဲ့သတို့သမီးပညာရှိအပြုကညာရဲ့အသက်တာမှာကျေးဇူးတော်နှမျိုးလုံးလက်ခံတယ်ဆိုတာကနှုတ်ကပတ်တော်ကိုလည်းလက်ခံတယ်ဘုရားပေးထားတဲ့ဝိညာဉ်တော်ကိုလည်းလက်ခံတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဆိုတော့နော်ပညာမဲ့တဲ့သတို့သမီးကနော်မိခွက်ကိုပဲယူတယ်စီကိုမယူဆိုတာနှုတ်ကပတ်တော်နဲ့တော့အသက်ရှင်ပါတယ်နှုတ်ကပတ်တော်ကင်ဆွဲပြီးတော့အသက်ရှင်နေဆိုပေမဲ့နော်ကျွန်တော်တို့ကကျမ်းစာဖတ်တဲ့အခါမှာကျွန်တော်တို့ရဲ့အသိဉာဏ်ကျွန်တော်တို့ရဲ့ခေါင်းနဲ့အဓိပ္ပာယ်ဖွင့်လို့မရဘူးလေယောဟန်16မှာသခင်ယေရှုကိုယ်တိုင်ပြောတယ်ဥပစ္စေဆရာရောက်လာရင်တမန်တရားကိုအကျွမ်းမဲ့တွင်တင်မယ်လို့ပြောထားတာဖြစ်ပါတယ်အဲ့တော့နှုတ်ကပတ်တော်ဆိုတာကဝိညာဉ်တော်ဖျားဖွင့်ပြမှနားလည်တဲ့အရာဖြစ်တယ်အဲ့တော့နှုတ်ကပတ်တော်ကိုနှုတ်ကပတ်တော်နဲ့တင်အသက်ရှင်နေတယ်ဆိုရင်သေချာတဲ့ဝိညာဉ်တော်ဖျားရဲ့ဖွင့်ပြခြင်းကလည်းကျွန်တော်တို့ရဲ့အသက်တာမှာမရှိမဖြစ်လိုအပ်တဲ့ဖျားပြုပေးတဲ့ကျေးဇူးတော်တစ်မျိုးပဲဖြစ်တယ်ဆိုတာကိုထပ်ပြီးလက်ခံဖို့လိုတာဖြစ်ပါတယ်အဲ့တော့ဒါကနော်ရှုတော်တစ်မျိုးဖြစ်ပါတယ်တုတ်တန်ခန်းကြီး20အငယ်20ခုမှာကြတော့နော်မိခွက်ဆိုတာကတဲ့နော်လူရဲ့ဝိညာဉ်နော်အထဲမှာရှိသမျှကိုစစ်ကြောတဲ့ထာဝရဘုရားရဲ့ဝိညာဉ်လို့နော်ထာဝရဘုရားစစ်ကြောတဲ့ဝိညာဉ်လို့ပြောတယ်မိခွက်ဆိုတာဝိညာဉ်အဲ့တော့မိခွက်ဆိုတာဝိညာဉ်ဖြစ်ရင်မိခွက်ဆိုတာဘာထည့်ဖို့လဲဆိုတော့စီထည့်ဖို့လေစီဆိုတာတန်ရှင်သောဝိညာဉ်တော်ဘုရားဖြစ်တဲ့အဲ့တော့လူရဲ့ဝိညာဉ်ကမိခွက်ဆိုရင်လူရဲ့ဝိညာဉ်ထဲမှာဥပစ္စေဖြစ်တဲ့တန်ရှင်သောဝိညာဉ်တော်ဘုရားဖြစ်တဲ့စီကိုနော်သွန်းလောင်းခံမှဖြစ်ပေးခြင်းခံမှထည့်ဝင်ခံမှပဲကျွန်တော်တို့စီကနော်တရက်သတို့သားနော်ပြန်လာပြီးတော့ခေါ်တဲ့အချိန်မှာကျွန်တော်တို့ကခီးဥကြိုပြတဲ့အခါမှာလင်းတဲ့မိကွက်တွေကိုပိုင်ဆိုင်ရမှာဖြစ်တယ်ဆိုတာနားလည်ဖို့ဖြစ်တယ်အဲ့တော့အပြုကညာ10ယောက်မှာနော်ပညာရှိ9ယောက်ရှိပါတယ်မိုက်မဲတဲ့သူ9ယောက်ရှိပါတယ်အဲ့တော့သကောင်ရံမှာသတို့သားလာတဲ့အခါမှာတဲ့မိခွက်ကိုပဲနှုတ်ကပတ်တော်ပဲနော်ဝိညာဉ်ကတင်ချင်းရပေမဲ့နော်စီမရှိတဲ့အခါမှာလောကမှာအသက်ရှင်တဲ့အခါမှာအသက်ရှင်သောဝိညာဉ်တော်ဘုရားရဲ့ဖြည့်ပေးခြင်းအုပ်စိုးခြင်းလမ်းပြခြင်းထဲမှာအသက်မရှင်တဲ့အခါမှာတဲ့မိခွက်ကိုထုံးတဲ့အခါမှာစီမရှိဘူးသူတို့တည်သွားပြီ
မီးခွက်ရှိတယ်မီးချစ်ရှိတယ်စီမရှိရင်မီးအလင်းဆိုတာမရှိနိုင်ဘူးဆိုတာသူတို့သဘောပေါက်သွားပြီဒါပေမဲ့နောက်ကျသွားပြီဖြစ်တယ်နော်အဲ့တော့သူကနော်တခြားအပြုတ်ကညာတွေ CSC ကိုတောင်းတဲ့ခါမှာတခြားအပြုတ်ကညာတွေကပြောတယ်မရှိဘူးနင်တို့ပေးဖို့မရှိဘူးတဲ့နင်တို့အတွက်နဲ့ငါတို့အတွက်ဆိုမလောက်ပါဘူးတဲ့တခြားနေရာမှာသွားဝင်ရင်ပိုကောင်းမယ်လို့ပြောတဲ့အခါမှာသူတို့ကအလင်းမရှိဘူးသူတို့ကလာနေပြီစိုင်းနေပြနေပြီအတန်နေကြားနေပြီရောက်တော့မယ်ဒီမှာပြဿနာမီးခွက်ကလုံးဝမီးမလင်းတဲ့အခါမှာသူတို့ကစီဝယ်သွားခိုက်လို့ကျန်းစာပြောတယ်နော်ထွက်သွားတဲ့နေရာကိုထွက်သွားတဲ့အခါမှာသူတို့ကလာပြီးတော့မှနော်အသင့်ရှိတဲ့အပြုတ်ကညာ9ယောက်ကိုတဲ့နော် marriage လို့ပြောတယ်လက်ထပ်လိုက်တယ်ဆိုတော့သူတို့သမီးအရာချီးမြှောက်လိုက်တယ်ပြီးရင်အဲ့ဒီမင်္ဂလာခမ်းမှာကောင်းငင်အများရဲ့နိုင်ငံတော်တကားကိုပိတ်လိုက်တယ်လို့ပြောတာဖြစ်တယ်အဲ့တော့တိတ်မကြဘူးเนาะခဏနေတဲ့အခါမှာပြုတ်ကညာတွေကလာပြီးတော့သခင်ကျမတို့ကိုတကားဖွင့်ပါဆိုပြီးတကားခောက်တဲ့အခါမှာသခင်ကမဖွင့်ပေးဘူးเนาะ I know you not လို့ပြောတာဖြစ်တယ်သင်တို့ငါမသိဘူးလို့ပြောတာဖြစ်တယ်အဲ့တော့သခင်ယေရှုဖြစ်တဲ့သတို့သားဖြစ်တဲ့เนาะခရစ်တော်ကမသိဘူးလို့ပြောလိုက်တဲ့လူကဘယ်သူလဲဆိုတော့ virgin ကိုပြောတာဖြစ်တယ်เนาะအပြုတ်ကညာများဆိုတာကယ်တင်ခြင်းရတဲ့သူကိုပြောတာဖြစ်တယ်ကယ်တင်ခြင်းရတဲ့ယုံကြည်သူကိုပြောတာဖြစ်တယ်virgin ကိုပြောတာဖြစ်တယ်ပြောချင်တာကယ်တင်ခြင်းရပြီးတော့မှကောင်းငင်မဝင်ရတဲ့သူတွေကိုပြောတာဖြစ်တယ်အသက်နဲ့လွတ်ပေမဲ့အထူးသဖြင့်အသက်နဲ့အဖြစ်မခံတဲ့ယုံကြည်သူကိုပြောတာဖြစ်တယ်တနည်းအားဖြင့်ကျွန်ခံရအီဂျစ်ပြည်ကလွတ်လာပေမဲ့ခါနန်ပြည်မှာအမွေမခံရတဲ့သူတွေကိုပြောတာဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ဖို့ဖြစ်တယ်အဲ့တော့ကျွန်တော်ယုံကြည်သူတိုင်းရဲ့အသက်တာမှာကယ်တင်ခြင်းရတယ်ဆိုရင်အပြုတ်ကညာများဆိုတဲ့အနေအထားမှာပဲရှိသေးတယ်နော်တရက်ကျရင်ခရစ်တော်ရဲ့သတို့သမီးဖြစ်ခွင့်တော်ရှိတယ်ဖြစ်နိုင်ကောင်းပေမဲ့ပညာမဲ့တယ်ဂျေဇုတော်တစ်မျိုးပဲယူတယ်မိခွက်နော်မိခွက်တစ်ခုပဲယူတယ်ဆိုရင်တရက်ကျရင်ကျွန်တော်တို့က virgin ကနေပြီးတော့မှနော် bright ဖြစ်တဲ့ခရစ်တော်ရဲ့သတို့သမီးအဆင့်ကိုမကူးပြောင်းဆိုရင်ကောင်းကင်များရဲ့နိုင်ငံတော်ဝင်ခွင့်မရှိဘူးဆိုတော့ဒီမဿဲ25နော်နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ရဲ့အသက်တာမှာရှင်းလင်းနားလည်ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကယ်တင်ခြင်းနဲ့ကောင်းကင်နိုင်ငံဆိုတာမတူပါဘူးကောင်းကင်နိုင်ငံနဲ့ပတ်သက်ရင်ဖျားဘက်ကဥပမာပေးထားတာအများကြီးရှိတယ်ပုံပမာပေးထားတာအများကြီးရှိတယ်ကျမ်းစာမှာတောင်းဆိုထားတဲ့အရာတွေအများကြီးရှိတယ်ဆိုတာကျွန်တော်အသက်တာမှာလက်ခံနားလည်ဖို့အတွက်ဒီနေ့ဒီနှုတ်ကပတ်တော်လေးအားဖြင့်เนาะကျွန်တော်တယောက်တိုင်းရဲ့အသက်တာကိုဆင်ခြင်စစ်ဆေးစေချင်ပါတယ်ဆိုတော့ကယ်တင်ခြင်းရတဲ့အပြုတ်ကညာဖြစ်တဲ့ခရစ်တော်ရဲ့သတို့သမီးဖြစ်ခွင့်ရပေမဲ့မဖြစ်သွားတဲ့လူတွေလည်းနော်ကောင်းကင်နိုင်ငံရဲ့အပြင်ဘက်ဆိုတာတဒိုးသားဖြစ်တဲ့ခရစ်တော်မျက်မှောက်မတက်ရောက်တဲ့နေရာဖြစ်တယ်နော်တကားပိတ်လိုက်တယ်လို့ပြောတယ်နော်တကားပိတ်လိုက်တယ်ဆိုရင်တို့ကအပြင်ဖက်မှာပဲရှိတယ်နော်ကောင်းကင်နိုင်ငံရဲ့အပြင်ဖက်လို့ကျမ်းစကားအရာအတိတ်ပဲဖွင့်လို့ရတယ်လို့တနည်းအားဖြင့်တဒိုးသားရဲ့အလင်းမရှိတဲ့နေရာတဒိုးသားရဲ့မျက်မှောက်တော်မတက်ရောက်တဲ့နေရာတဒိုးသားကိုမမြင်ရတဲ့နေရာနော်မောင်မိုက်နေပဲထဲမှာပဲနော်အနှစ်ထောင်ကိုတန်ဝေကားရပြီးကြော်ဖြတ်ဖို့နော်ကယ်တင်ခြင်းရတဲ့သူများ virgin ဖြစ်တဲ့အပြုတ်ကညာများရဲ့အသက်တာမှာတွေ့ကြုံရနိုင်တယ်ဆိုတဲ့အကြောင်းလေးကိုเนาะဒီနေ့နှုတ်ကပတ်တော်အားဖြင့်အနေငယ်ဝင်ငှပါတယ်နှုတ်ကပတ်တော်ကိုအလင်းပေးဖွင့်ပြတဲ့တန်ရှင်သောဝိညာဉ်တော်ဖျားဘုန်းကြီးပါစေနှုတ်ကပတ်တော်ကိုကြားသွားတဲ့ညီကောင်တော်တယောက်တိုင်းရဲ့အသက်တာမှာလည်းကောင်းချီးမင်္ဂလာဖြစ်ပါစေလို့ဆန္ဒပြုပါတယ်အာမင်